တနင်္ဂနွေနေ့မှာမွေးဖွားသူများအားလုံးမင်္ဂလာပါဒီတစ်ပတ်အတွင်းမှာတော့တနင်္ဂနွေသားသမီးတွေအနေနဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာတိတိတသာအရှိန်အဟုန်ကောင်းလာမှာဖြစ်လို့မိမိရဲ့လုပ်ငန်းတွေကိုရဲရဲဝံ့ဝံ့ပဲတိုးချဲ့လုပ်ကိုင်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လဲပတ်ဝန်းကျင်မှာနာမည်ကောင်းရတာမျိုးလူအများကအတိအမှတ်ပြုပြီးအောင်မြင်မှုတရင်တွေကြားရတာမျိုးတွေမလွဲမသွေကြုံတွေ့ရမှာပါဒီကာလမှာအလုပ်ကိစ္စကြောင့်ဖြစ်စေကိုရေးကိုတာကြောင့်ဖြစ်စေခရီးတိုခရီးရှည်တွေခက်စိတ်စိတ်တွာလာရတတ်ပါတယ်ထူးခြားချက်ကတော့ဒီတစ်ပတ်ဟာငွေကန်ထီကန်အလွန်ကောင်းနေတဲ့အချိန်ဖြစ်လို့ငွေအစုလိုက်အပုံလိုက်ဝင်လာဖို့ရှိနေပါတယ်မိမိရဲ့ပုံမှန်အလုပ်ကနေငွေအမျက်အစွန်းတွေရရှိလာနိုင်တယ်လို့မထင်မှတ်ထားတဲ့နေရာကနေထီပေါက်တယ်လို့မျိုးငွေတွေဝင်လာတတ်တာကြောင့်ကန်ဆန်းကျင်သူများကန်ဆန်းကြည့်တဲ့အချိန်ပါပဲဒါပေမဲ့တစ်ဖက်မှာလည်းစိတ်ပိုင်းဆိုင်ရာအတက်အကျလေးတွေရှိနေတတ်ပါတယ်တခါတလေကြနေအလုပ်ထဲမှာစိတ်မပါတယ်လို့ဖြစ်နေတာမျိုးလက်ရှိလုပ်နေတဲ့အလုပ်ကိုစွန့်ခွာပြီးတခြားအလုပ်ပြောင်းကျင်တဲ့စိတ်ကူးတွေအလုပ်သက်ရှာဖွေခြင်းနဲ့စမ်းတာတွေတဖွာဖွာပေါ်ပေါက်နေတတ်ပါတယ်အထက်လူကြီးတွေနဲ့ပတ်သက်ပြီးတော့လဲစိတ်ညစ်ရတာစကားများရတာမျိုးလေးတွေရှိတတ်လို့တီးဟန်ပေါင်းတင်ဖို့လိုပါလိမ့်မယ်အောင်မြင်မှုတွေထဲမှာလူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေအစိုးရပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့နိုင်ငံရဲ့ခြားကိစ္စတွေကတော့အထူးပဲအကျိုးပေးအောင်မြင်မဲ့အနေအထားမှာရှိနေပါတယ်အစိုးရဝန်ထမ်းတွေဆိုရင်ယာထူးတက်တာအချီးနဲ့အခွင့်အလမ်းမြင့်တက်လာတာမျိုးတွေကြုံရမှာပါဒါပေမဲ့ပစ္စည်းပိုင်းဆိုင်ရာမှာတော့စက်ပစ္စည်းတွေဖြစ်ဖြစ်လက်ဝတ်ရတနာတွေဖြစ်ဖြစ်ပျောက်ရှာတာဒါမှမဟုတ်ပြင်ဆင်ရတာမျိုးတွေကြောင့်ထွက်တက်တာလီတတိပြုစေချင်ပါတယ်မိသားစုရေးရမှာတော့သားသမီးတွေဒါမှမဟုတ်မိမိရဲ့လက်အောက်ငန်းသားတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်လို့အိမ်တောင်ရှင်တွေအနေနဲ့လည်းအိမ်တောင်ရေးမှာတောကရောက်ရမယ့်အခြေအနေလေးတွေရှိနေလို့အချင်းချင်းနားလည်မှုပေးဖို့လိုပါလိမ့်မယ်လူပြိုတွေအတွက်ကတော့စမ်းပွင့်နေမဲ့ကာလဖြစ်ပြီးကိုယ့်အပေါ်ချစ်ခင်နှစ်သက်သူတွေပေါ်များနေပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့စီးယောဂမျက်စိယောဂနဲ့လေယောဂတွေခံစားရတတ်လို့ဂရုစိုက်ပေးပါအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်เสียရှိရင်တော့အနက်ရောင်နဲ့အဖြူရောင်ဝတ်စုံတွေကိုအားပြုပြီးဝတ်ဆင်သွားပါကံကောင်းစေမဲ့ကဏ္ဍတွေကတော့9ကဏ္ဍနဲ့6ကဏ္ဍတွေပဲဖြစ်ပါတယ်တကန်စားတာပိုမိုတောက်ပလာစေဖို့ရရယာအနေနဲ့ဖျားရှင်မှာနွားနို့တစ်ခွက်နဲ့ကိတ်မုံနှစ်ခုကိုကတ်လှူပူဇော်ပြီးဆူတောင်းပေးပါ